အီတလီရောမမြို့မှာအရင်ကလူတွေအများကြီးသက်ဆုံးရှုံးခဲ့နေရကိုခေါ်သွားပါမယ်။အဲ့ဒါကတော့ကိုလက်ဆီယမ်ပဲဖြစ်ပါတယ်။ကိုလက်ဆီယမ်ကဘာကြီးလဲ။ကိုလက်ဆီယမ်က Wonders of Wars ခုနှစ်ခုထဲမှာတစ်ခုပါပြီးကမ္ဘာပေါ်ကကွန်ကရစ်နဲ့ဆောက်လုပ်ထားတဲ့အကြီးမားဆုံးလူလုံနေရာတစ်ခုပါ။ AD 80ကနေ82အထိ Roma Empire တယောက်ဖြစ်တဲ့ Vespasian ကစတင်ဆောက်လုပ်ခဲ့ပြီးသူသားဖြစ်တဲ့ Titus လက်ထက် AD 80မှာပြီးမြောက်ခဲ့တာဖြစ်ပါတယ်။ Titus က Colosseum ဖွင့်ပွဲကိုပဲရက်တရာကျင်းပခဲ့ပါတယ်။ Colosseum ကဘယ်လောက်ကြီးလဲ။ Colosseum ကအမြင့်50မီတာအလျား189မီတာအနံ156မီတာရှိပြီးကွန်ကရစ်နဲ့တဲရောပြီးဆောက်ထားတာပါ။သူမှာဝင်ပေါက်နဲ့ထွက်ပေါက်စုစုပေါင်းအပေါက်80ရှိပါတယ်။ဒါပေမဲ့တာမန်ပြည်သူတွေကတော့86ပေါက်ကိုပဲသုံးလို့ရပါတယ်။အရင်ကကိုလက်ဆီယမ်ရဲ့အပေါ်မှာရွေရှားလို့ရတဲ့အမိုးတွေရှိပြီးကြည့်ရှုနေတဲ့ပရိသတ်တွေအတွက်အရေးကောင်းကောင်းရပါတယ်။ Arena ရဲ့အလဲကိုတသားပြားရည်နဲ့လှုပ်ထားပြီးအပေါ်မှာတဲရည်နဲ့ဖုံးထားပါတယ်။ကိုလက်ဆီယမ်ကအရင်တုန်းကအခုချိန်ထက်နှစ်ဆပိုမြင့်ပါတယ်။218ခုနှစ်မှာမီးလောင်ပြီးကိုလက်ဆီယမ်ရဲ့အပေါ်ဆုံးလွှာနဲ့အတွင်ပိုင်းပျက်စီးမှုတွေဖြစ်ခဲ့ပါသေးတယ်။ပြန်ပြင်ဖို့အတွက်250ကျော်တောင်ကြာခဲ့ပါသေးတယ်။443ခုနှစ်မှာအီတလီတောင်ဘက်ခြမ်းငလျင်ကြောင့်ကိုလက်ဆီယမ်ရဲ့အပြင်ပိုင်းခြမ်းကထိခိုက်ခဲ့ရပါတယ်။1349ခုနှစ်ငလျင်မှာတော့ကိုလက်ဆီယမ်ရဲ့တောင်ဘက်ခြမ်းကလုံးဝပြိုကျသွားပါတော့တယ်။နှစ်ပေါင်းများစွာကြာလာတော့နေရာကပျက်စီးပြီးအခုချိန်မှာတော့တဝက်တတာပဲရှိပါတော့တယ်။ကိုလက်ဆီယမ်မှာအထက်၄တန်းရှိပြီးမြေအောက်တစ်လွှာရှိပါတယ်။ထိုင်ရတဲ့နေရာတွေမှာတော့အာဏာရှိတဲ့သူတွေကပွဲနေရာနဲ့အနီးဆုံးဖြစ်တဲ့အောက်ဆုံးမှာနေရာယူကြပါတယ်။ထို့နောက်လူဒန်းစားအဆင့်ဆင့်နေရာတွေရှိကြပါတယ်။ Empire ဖြစ်တဲ့ဘုရင်ကတော့သူ့အတွက်သီးသန့်နေရာတစ်ခုမှနေပါတယ်။ ကိုလက်ဆီယမ်ကလူပေါင်း9000လောက်စံပါတယ်။ Arena ရဲ့အောက်မှာလှိုင်ကောင်းစနစ်နဲ့အန်ရရှိတဲ့တိရစ္ဆာန်တွေကျွန်းတွေစစ်တီတွေနေကြပါတယ်။ကိုလက်ဆီယမ်ထဲမှာဘာတွေလုပ်ကြရလဲ။ကိုလက်ဆီယမ်ထဲမှာကအပျော်ကအစအပြက်အစုံအကုန်လုံးကြပါတယ်။အန်ရရှိတဲ့တိရစ္ဆာန်တွေဖြစ်တဲ့ချင်းသေးကြားကြက်နဲ့လူတွေကိုတိုက်ခိုက်ခိုင်းတာစစ်တီတွေချင်းချင်းချခိုင်းတာကွပ်မြတ်တာပြဇက်တွေအရေးကြီးခန်းနာတွေလုပ်ကြပါတယ်။အဲထဲမှာအထူးခြားဆုံးကတော့စစ်တီတွေချင်းချင်းတိုက်ခိုက်ခိုင်းတဲ့ပွဲတွေပါပဲ။စစ်တီတွေထဲမှာစစ်သားဟောင်းတွေကျွန်းတွေစစ်တုံးမန်းတွေပါပါတယ်။စစ်တီတွေဖြစ်ဖို့အတွက်လည်းသူတို့ကိုလေ့ကျင့်ပေးတဲ့အကြောင်းတွေရှိပါသေးတယ်တဲ့။လူကုန်ထန်တွေကစစ်တီတွေဝယ်ကြပြီးကိုစစ်တီနဲ့ကိုတိုက်ခိုက်ခိုင်းပြီးလူပေါင်းများစွာကလောင်ကြီးထက်ပျော်ပါကြပါတယ်။ပြီးတော့နောက်ထူးခြားတာက area တဲကိုရေတွေထည့်ပြီးပင်လယ်စစ်မျက်နှာပြင်လိုဖန်တီးပြီးအချင်းချင်းတိုက်ခိုက်ခိုင်းကြပါသေးတယ်။တိုက်ခိုက်တဲ့အခါမှာလည်းပြိုင်ဘက်အဖွဲ့ကခေါင်းဆောင်တစ်ယောက်စီဦးဆောင်ပြီးတစ်ဖက်လေမြုပ်တဲ့အထိတိုက်ခိုက်ခိုင်းကြပါတယ်။စစ်တီအချင်းချင်းတိုက်ခိုက်ခိုင်းတာပြဇက်တွေကို AD 600လောက်မှငွေကုန်ကြေးကျများတဲ့အတွက်တဖြည်းဖြည်းတိမ်ကောလာပါတော့တယ်။ကိုလက်ဆီယမ်ကိုနှစ်စဉ်လူပေါင်း350ကျော်လာရောက်လေပတ်လေးရှိပါတယ်။အခုချိန်မှာတော့ကိုလက်ဆီယမ်ကရောမမြို့ရဲ့ဆွဲဆောင်မှုရှိတဲ့နေရာတစ်ခုအဖြစ်စိတ်ချောက်ချစရာနေရာအဖြစ်ရှိနေပါတော့တယ်။ဒီလိုဗီဒီယိုမျိုးလေးကြရင် Lenafine Channel ကို Like and Subscribe လေးလုပ်ပေးကြပါဦး။ကျေးဇူးအများကြီးတင်ပါတယ်။